မင်္ဂလာပါအားတော့ကြပါဗျာဒီနေ့ကဆေးကုရတဲ့နွန်ဆိုတဲ့အကြောင်းလေးအဲ့ဒါလေးသိချင်ရှင်းပြတယ်လည်းစိတ်ဝင်စားဖို့ကောင်းတယ်လူများလည်းယနေ့အဲ့ဒီနွန်ထဲမှာအားလုံးထွက်နိုင်ဖို့ပြောကြနေကြတယ်ပေါ့ကြည့်တော့ပထမဆုံးဆေးကုရတာရဲ့နွန်ရဲ့ဒါကစကလုံးနှလုံးကိုပေါင်းစပ်ထားတဲ့အတိပ္ပယ်ဆေးကုရတယ်ဆိုတော့ထုံးစံနိုင်များဒါနေတိုင်းမကောင်းဘူးနာမကျန်းဖြစ်တယ်ပေါ့ဒီအတွက်ဆေးဆိုတဲ့အရာနဲ့ယောဂရဲ့လက္ခဏာတွေဖြစ်တော့မဟုတ်လေယောဂအကြောင်းအရာတွေပဲဖြစ်တက်တာအကြောင်းပဲဗျာပျောက်ခွင့်တော့ကုတာရတယ်ဗျဒါဆေးကုတာတယ်လို့ခေါ်တယ်နုံနစ်တယ်ဆိုတာတော့ဗျာအဲဆေးကုတာရင်းနဲ့တွားရင်ရောက်သွားတဲ့နေရာပေါ့မြင်ဘူးပါလေရုပ်ရှင်တို့ကိုတိုင်းတို့အများသူငါပြောတဲ့စကားတို့တက်ကြီးစကားတို့အရာနုံနစ်တယ်ဆိုတဲ့စကားကြားဘူးလားပဲနော်နုံကဝေးမပြောနဲ့ဗျအဲကာနာလက်တာပြင်ပေါ်ကဘွက်လိုဟာမျိုးနုံနဲ့နှစ်တောင်6ပြင်ဂျုံကိုကြွပါအမှန်ခင်းရင်းနေစိတ်နှောချက်တွေအမှန်ဖြစ်တယ်ဒါတာမန်နုံလေးနော်အမှမဟုတ်တဲ့ဟာတွေဒါတော့မလို့ဥစ္စာအဲ့တော့ရှေးကုရတယ်ဆိုတဲ့အကြောင်းအရာရဲ့နွန်ဆိုတဲ့အကြောင်းအရာအဲ့နှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာရှေးကုရတဲ့နွန်လေးကိုနှစ်တာနော်မရှိဟောတီးနဲ့တာမန်လေးလောက်တော့ဟီးဟာတော့မလုပ်နဲ့အမှန်တန်ချပြတ်ပါတယ်အမှန်တန်ကြီးမဒီကိစ္စချို့အဲ့လိုမဟုတ်ဘူးအတန်မလောက်ပဲတွေးတယ်အခုတော့ပဲတွေ့ရဒီရက်ဒီဒေတာမှာတော်များများလူလက်တန်းစားလို့ခေါ်သွားမှာပေါ့တက်နိုင်တယ်ပေါ့ဗျာကဘာနဲ့ချီတော့ဒီရက်ဒီဒေတာစေးကုတယ်ဆိုတဲ့ဈေးနှုန်းကလည်းနည်းနည်းတော့သက်သာနေသေးတာပေါ့ဗျာဒါလည်းရှိပြီဟိုသူတက်ထိုင်နေပေါ့ထိန်းလာတော့ကွာစေးနဲ့မြင်းရလည်း20ရှိဘာမှမဖြစ်ဘူးငါအခုဒီစေးပဲဟောမှာပေါ့သူတောက်မှာပေါ့သူစေးကြောင်ပြီးတဲ့စေးလည်းရှင်းတယ်စေးတွေကမှကောင်းတယ်ဆိုတဲ့စေးတွေပေါ့ဗျာကောင်းနည်းနည်းကောင်းတဲ့ဟာတွေပေါ့နည်းနည်းလေးဟို original ဖြစ်တဲ့ဆေးတွေပါတောင်းမှာပေါ့နောက်တစ်ခါနောက်ဆုံးပေါ်တဲ့ဆေးတွေဆေးရလည်းပဲဘာရှိလို့တော့မြတ်ဒါပဲရှိတာပဲ incretin hormone ကိုအရှင်ပြောင်းလိုက်လုပ်ပေးမယ်ဆေးပါအဓိကပြောတာပါဒါကြီးပဲရှိတာအသေးကိုဒုက္ခပေးမယ်ကြောက်ကကိုဒုက္ခပေးမယ်ပေးတာပြောတာပါညီမျိုးစုံနဲ့စာယုံဒုက္ခပေးမယ်ဦးလန်းချောင်းဒုက္ခပေးမယ်တဘာဝတိုင်းသွားနေတဲ့အရာတွေလုံနေတဲ့အရာတွေမလုံနေလို့ပြောမယ်ဟိုဘက်ကလာလို့ပြောမယ်ဒီဘက်ကထုတ်လို့ပြောမယ်ဒါပါပဲဗျာဒီကပဲသွားတာအဲ့ဒါကပြောရင်အဲ့ဒါကိုပဲအဲ့ဒါအကြီးထင်ပြီးတော့အမှပြောတော့ဘာပဲတွေ့တယ်ဗျာအဲ့လိုလူကဗျာကိုမိမိပေါ့နော်စိတ်ကူရတဲ့နှုံကြီးနဲ့ပြုတ်ကျသွားမှ तू မသိဘူးဗျာအဲ့ဟာ तू ဂုံယူပြီးပြောတယ်ငါအေးပဲတဲ့ငါအခုချိန်นี้ငါ control ရတယ်တဲ့ထိန်းထားနိုင်နေတဲ့စီဂျိုဖြစ်တာ20ရှိပြီတဲ့အဲ့လိုဂုံယူပြီးတော့အဲ့ဒါလိုတလွဲတွေးကြီးပေါ့ဗျာပြောတာ concept wrong concept ကြီးဖြစ်တယ်အဲ့ဒါကြီးနဲ့တွေးပြီးပြောတဲ့လူတွေလည်းအများကြီးပဲတွေ့ရတယ်။ကျွန်တော်အချင်းချင်းလေးဗျာအဲ့လိုပေါ့ဂုံထားတာမျိုးပေါ့အဲ့လိုမျိုးလေးရှိတာပေါ့တွေးလိုက်ကြရင်ပြောတာဟာငါဘယ်တော့ကွာငါဘယ်လောက်ထိတက်သွားတာဂုံယူပြောနေတာနော်အဲ့ဒါ400တက်ဘူးလား900တက်ဘူးလားဟာဟိုကောင်ပူပြောတာပူတော်ဆိုးတဲ့ဒီငါရဘူးလားအဲ့ဒါလိုဂုံပြိုင်ပြီးပြောကြတာမိသားစုလိုက်အချင်းချင်းတွေ့ရင်လိုက်မှားနေတဲ့ concept ကိုပြောတာပါ wrong concept ကိုပြောတာပါဖြစ်ရမှာအဲ့ဒါမဟုတ်ဘူးအခုကသူရှေ့ကူရတဲ့နော်နဲ့ကိုကြာသွားတယ်သူကသူမသိတာမိတ်ဆွေတိကျနားလေတလားငွေဆိုတာငွေပဲဝင်ငွေပဲဖြစ်ဖြစ်ထွက်ငွေပဲဖြစ်ဖြစ်ဘယ်အရာမဆိုငွေရငွေပဲဒီတရွက်က1000ဆို1000ပဲဘယ်နီးနဲ့ဝင်1000ဘယ်နီးနဲ့ထွက်1000အဲသွားရိုက်လို့ပဲနိုင်လာလမ်းမှာပဲကောက်ရလို့နိုင်လာနေ့လေဒီကြီးပဲ daily ကြီးပဲဖြစ်ဖြစ်1000က1000ပဲနော်ကိုဒီလိုနားလည်ထားဖို့လိုတယ်ထွက်ငွေဆိုတာလည်းဒီတိုင်းပဲဘယ်နီးနဲ့ထွက်ဈေးဘိုးနဲ့ပဲထွက်လက်ဖေးဘိုးနဲ့ပဲထွက်စီးဘိုးနဲ့ပဲထွက်1000က1000ပဲဖြစ်ဒီလိုကောင်းကောင်းနားလည်ရမှာထွက်တဲ့ဘက်ကထွက်တဲ့ပုံစံမှန်ဖို့လိုတဲ့ဝင်တဲ့ဘက်ကငွေကြီးနဲ့ပတ်သက်ရင်တလဟောတိုင်းတာမရှိဖွင့်ထားလို့ရတယ်လေမျိုးရှင်းနေတာကောင်းထားပြန်ကြည့်အမတာကအဆင်ပြေလို့ငါ control ရတယ်ထားလိုက်လို့အဲ့ဒါ control ရဘယ်လိုရတော့အနည်း20လုံးကိုဒီလောက်တော့ကောင်းတော့ control ရအောင်ပြောသမ်းမအောင်ပြနှိပညာပြသမ်းမအောင်ဆိုတွားကြည့်တော့အဲ့ဒီ incretin hormone နဲ့ပတ်သက်တဲ့ seed အကုန်တော့အကုန်ဝုန်းထားတာ4မျိုးလောက်ဝုန်းထားတဲ့4မျိုးလောက်စီးရတော်ဆိုးဝါးဝုန်းထားတာ तू ဒီအောင်ခံနေတယ် तू မသိဒီရဲ့ဒီဒေတာမှာဖြစ်နေတာကအနှစ်30လောက်တိုင်ပတ်နေတဲ့ကိစ္စ fashion sugar နဲ့ A1C ဒါပဲကျွန်တော်လာမပြောနဲ့ဟာနားမတော်နေမျိုး fashion insulin ဘယ်လောက်ဖြစ်နေလဲအဲ့ဒါလည်းကိုယ်ပြန်ကြည့်ဦးဘယ်သူမှမကြည့်တာဘယ်သူမှကိုပြီးမဆိုင်တာသိလည်းမသိတာရှင်းရောပဲအဲ့ဒါပြောနားလဲတော့ဒီ
ဒီအခြေအနေဒီ fasting sugar လေး130